ရာရာမှာစိတ်ဓာတ်ဟာမတ္တမအရေးကြီးတယ်။ဒါကြောင့်မို့စိတ်ဓာတ်နဲ့လောကမှာရှိတဲ့လူတွေကိုခွဲခြားပြီးတော့ကြည့်လိုက်တဲ့အခါမှာစိတ်ဓာတ်ပြောညံ့သူနဲ့စိတ်ဓာတ်ကြန့်ခိုင်သူလို့ဒီလိုနှမျိုးခွဲခြားလို့ရတယ်။စိတ်ဓာတ်ပြောညံ့တဲ့ပုဂ္ဂိုလ်ဟာအရာရာမှာအောင်မြင်မှုကိုရမယ့်ပုဂ္ဂိုလ်မဟုတ်ဘူး။ရုပ်ပိုင်းဆိုင်ရာပြောညံ့မှုနဲ့မသက်ဆိုင်ပဲနဲ့စိတ်ဓာတ်ပြောညံ့နေပဲဆိုလို့ရှိရင်တော့မြင်မှုမရနိုင်တဲ့ပုဂ္ဂိုလ်မျိုးလောကမှာချဆုံးခြင်းဖြင့်အဆုံးသတ်သွားတဲ့ပုဂ္ဂိုလ်မျိုးဖြစ်နိုင်တယ်။ဘယ်ကိစ္စမှာပဲဖြစ်ဖြစ်စိတ်ဓာတ်ပြောညံ့နေခြင်းဟာကောင်းတဲ့အသွင်သဏ္ဍာန်မရှိဘူး။ဒါကြောင့်စိတ်ဓာတ်ကိုကြန့်ခိုင်အောင်ကြိုးစားဘာသာရေးကိစ္စမှာမြတ်စွာဘုရားရဲ့အဆုံးအမမှာဘုရားရဲ့အဆုံးအမတိုင်းလိုက်နာကျင့်ကြံကြိုးကုပ်အားထုတ်တဲ့ဤစနစ်တွေဆိုပါစို့သမထကျင့်စဉ်ကိုကျင့်တာပဲဖြစ်ဖြစ်ဝိပဿနာကျင့်စဉ်ကိုကျင့်တာပဲဖြစ်ဖြစ်စိတ်ဓာတ်ကြန့်ခိုင်အောင်ကျင့်တာပဲဖြစ်တယ်မြတ်စွာဘုရားဟောဘောဇနမိစ္ဆာမတ္တညုံလူတွေဟာနေစဉ်နဲ့အမျှအစာစားပြီးတော့အသက်ရှင်ကြတာလေဒီအစာအာဟာရဟာလူအတွက်ကျန်းမာရေးကိုကောင်းတိုးတက်စေတယ်လို့ကျန်းမာရေးကိုလည်းပျက်စီးစေတယ်အသက်ရှည်စေတတ်တယ်လို့အသက်လည်းတိုးစေတတ်တယ်ဘုရားအလောင်းတွေကြည့်ကံတရားနဲ့သွားပြီးတော့မတွက်နိုင်တဲ့ကံဘလောက်ကောင်းကောင်းဘယ်ပေါ်မှာမိပြီးတော့လူအသက်ဟာရှိတာတိုးတာဖြစ်တယ်လေလို့ဆိုရင်ဥဒုနာဘောဇနေနာအာယုခာယတိပိဝတ္တတိပိဇာတိဥဒုကြောင့်အသက်ဟာတိုးတာရှိတာပြောင်းလဲဖြစ်ပေါ်စေတတ်တယ်အစာအာဟာရကြောင့်လည်းအသက်တိုးရှိပြောင်းလဲဖြစ်ပေါ်စေတတ်တယ်ကံတရားကကြီးပဲအဆုံးဖြတ်ပေးသွားတာမဟုတ်ဘူးတဲ့ဒါကြောင့်မို့အစာအာဟာရဟာဘလောက်အရေးကြီးတယ်လဲဆိုတာစဉ်းစားကြည့်ပေါ့အဲ့ဒီမှာစိတ်ဓာတ်ပြောညံ့တဲ့ပုဂ္ဂိုလ်ဟာဒီအချက်နဲ့ပတ်သက်ပြီးတော့လည်းမထိမ့်သိမ့်နိုင်ဘူးသူကဘောဇနာမိစ္ဆမတ္တညုံအစာအာဟာရနဲ့ပတ်သက်ပြီးအတိုင်းအတာတစ်ခုသူမသိဘူးတဲ့တယ်မတဲ့ဘူးဆိုတာလည်းမသိဘူးရည်ရွယ်ချက်ကိုလည်းမသိဘူးမသိသည့်အတွက်ကြောင့်အစာစားခြင်းကြောင့်သူ့မှာပြဿနာဖြစ်တယ်။ကျမကြီးထိခိုက်တယ်ဆိုတဲ့ဟာအပေါ်ဆုံးအပြစ်ပဲ။အဲ့ဒီတည်းကြီးမားလာလို့ရှိရင်တော့အသက်တူခြင်းဆိုတာလေးထိအောင်ဖြစ်သွားတာဒီလိုဆိုတာပေါ့။ဒါကြောင့်မို့လို့အစာနဲ့ပတ်သက်ပြီးတော့အတိုင်းအတာတစ်ခုကိုသိအောင်လို့ဆိုပြီးတော့ကပ္ပဋ္ဌာန်းရိပ်သာတွေမှာဝင်တဲ့အခါမှာလေယောဂီပုဂ္ဂိုလ်တွေဆင်ခြင်ကြရတယ်ဆိုတာဒီအသိဉာဏ်ကိုပေးထားတယ်စိတ်ဓာတ်ပြော့ညံ့သွားတဲ့ပုဂ္ဂိုလ်မဖြစ်เสียဘူးဤသည့်စားပွဲအမေမေကိုမြူးရွယ်မှန်ကြွလှပရည်ရှင်ပြဖြိုးခြင်းကမသုံးပါဘူးမြူးလူပြောပါကစားဖို့ကစားနိုင်အောင်မြူးပြောနိုင်အောင်စားတာမဟုတ်ဘူးဒီလိုဆိုလို့အသားရည်ပြဖြိုးအောင်စားတာမျိုးမဟုတ်ဘူးအလှတိုးအောင်စားတာမဟုတ်ဘူးဒီလိုဆိုလို့တယ်မြူးရွယ်မှန်ကြွလှပရည်ရှင်ပြဖြိုးခြင်းကမသုံးပါဘူးဒါတွေနဲ့ရည်ရွယ်ပြီးတော့အစာမစားပါဘူးဒါတွေတက်စားတာမဟုတ်ပါဘူးဒီလိုဆိုလို့လေးပြဓာတ်ဆောင်ဤကိုကောင်းသည်ရှိအောင်တည်လျက်ပထဝီယဟောတေဇောဝါယောဆိုတဲ့ဓာတ်ကြီးလေးပါးနဲ့တိဆောက်ထားတဲ့ဟောဒီခန္ဓာကိုယ်ကြီးတည်ထပ်အောင်အစာစားခြင်းကြောင့်အစာကိုမှီပြုပြီးတော့သဗ္ဗတတ္တအာဟာရဖြစ်တိကာလို့ဆိုတဲ့အတိုင်းအာဟာရကြောင့်ဟောဒီခန္ဓာကိုယ်ကြီးဆက်လက်ပြီးတော့ရှင်သန်နေအောင်စာစားတယ်အတ္တမြတ်တံမမောပညာတတန်းရှိသည်မြတ်ကိုယ်တတန်းရှိသည်မြတ်အသက်ရှိသည်မြတ်ဟာပင်မနှွမ်းတဲ့မှုမဖြစ်စေရဘူးဒီလိုဆိုလို့လည်းပေါ့နော်အဲ့ဒီရည်ရွယ်ချက်တွေနဲ့စာဒါဟာအတိုင်းတာကိုသိတယ်လို့ဒီလိုအိဗယ်ရအချင်းချုပ်ပြောမယ်ဆိုရင်အစာစားတဲ့အခါမှာအစာကြေလွယ်တဲ့အစာကိုစားရမိမိနဲ့တော်တာကိုပဲစားရတော်တာတောင်မှပဲအတိုင်းတာတစ်ခုနဲ့စားရမယ်ဒီလိုဆိုဒါကြောင့်မို့နောက်ဆုံးမှာဝေဒနာဟောင်းတဲ့မဖြစ်စေရရပိုက်မြတ်တဲ့ခတ်သိမ်းပြစ်ကိုမဖြစ်လေအောင်ချမ်းမြေ့အောင်ဟုသုံးဆောင်မိဝဲပါသည်ဆိုဟောဝေဒနာဟောင်းတဲ့မဖြစ်စေရမစားဘဲနေလို့ရှင်အစာအိမ်ဟုတ်လားထိခိုက်ပဲမစားဘဲနေဝေဒနာအဟောင်းကရှိနေစားလောင်တဲ့ဝေဒနာကိုဝေဒနာအဟောင်းလို့ခေါ်ဝေဒနာအသစ်ဆိုတာအစာလွန်ခြင်းကြောင့်အစာမကြေတာတို့ဗိုက်အင်နာတို့ဒါမျိုးတွေဝေဒနာအသစ်လို့ခေါ်အဲ့တော့ဝေဒနာအဟောင်းကိုလည်းပျောက်စေရမယ်ဝေဒနာအသစ်ကိုလည်းမဖြစ်စေရဘူးရပိုက်မြတ်လက်ဆိုတာသွားလို့လာလို့နေလို့ထိုင်လို့ကောင်းုံလောက်ပဲစားရမယ်အလွန်ကြီးမစားရဘူး
ဟောတာတွေကစိတ်ဓာတ်ကြံ့ခိုင်မှုအတွက်အထောက်အကူတွေဖြစ်တယ်အဲ့လိုမဟုတ်ဘဲနဲ့စားကြတာစားမယ်တဲ့တာရောမတဲ့တာရောကြိုက်တာစားလိုက်တာစားပြီဆိုလည်းအတိုင်းတာမရှိဘူးအေးလူတွေကပြောကြသေးတယ်နော်ဝါဝါစားပြီးစောစောသိမယ်ဆိုတဲ့လူကအများကြီးပဲအဲ့ဒါလို့အတ္တတဏှာဆိုတာကိုမဆုံးနိုင်ကြဘူးမဆုံးနိုင်တဲ့အတွက်ကြောင့်စိတ်ဓာတ်ကြံ့ခိုင်မှုမရဘူးတဲ့စိတ်ဓာတ်ပြော့ညံ့တဲ့ပုဂ္ဂိုလ်တွေဖြစ်သွားနိုင်တယ်ဒါကြောင့်စိတ်ဓာတ်ကြံ့ခိုင်မှုဆိုဒီမှာအစစအရာကိုယ့်ကိုယ်ပြင်ပေးဖို့လိုအပ်တယ်ပေါ့ကိုစားတဲ့အစာဟာဘာအတွက်စားတာလဲအစာစားသမျှကြိုက်လို့စားတာမျိုးဆိုတော့မဖြစ်เสียရဘူးတဲ့အသက်ရှည်ကိုစားတာဖြစ်ရအလုံးလုံးနိုင်အောင်စားတာဆိုတာဖြစ်ရပညာရှာနိုင်အောင်အများအကျိုးကိုအကျိုးဆိုတာလို့အကျိုးစီးပွားလေးကိုဆောင်ရွက်နိုင်အောင်စားတယ်ဆိုတဲ့ရွေးချက်နဲ့စားဒီလိုဆိုတာမြတ်စွာဘုရားစားတာတောင်မှပဲစနစ်တကျစားဖို့သင်သွန်သင်ပေးထားတာမြတ်စွာဘုရားအဲ့ဒါလို့နီးနေမဟုတ်ပဲနဲ့ကြိုက်လို့စားတယ်ဆိုတဲ့ပုဂ္ဂိုလ်တွေဟာပြဿနာတွေကိုဖိတ်ခေါ်ထားတယ်လို့ဖြစ်ပြီးအစာစားခြင်းကြောင့်ဖြစ်ပေါ်လာမဲ့ပြဿနာတွေကြောင့်စိတ်ဓာတ်ကျเสียဖြစ်တယ်ပေါ့နောက်ဆုံးမှာစိတ်ဓာတ်ပြော့ညံ့သူဖြစ်ပြီးတော့ဘဝမှာအရှုံးကြီးရှုံးသွားနိုင်တယ်ပေါ့ဒါကြောင့်မလို့ဘဝမှာအရှုံးကြီးမဖြစ်ရလေအောင်ကြံ့ခိုင်တဲ့စိတ်ဓာတ်မျိုးတွေဖြစ်ပေါ်စေဖို့အတွက်စားတဲ့အစာအစာပြီးတော့ကိုယ့်ကိုဆင်ញင်သုံးသပ်တတ်ဖို့ကိုယ်စိတ်ကိုထိန်းချုပ်နိုင်ဖို့ဒီလိုကြိုးစားအထောက်ကြရမယ်ဒါမှစိတ်ဓာတ်ကြံ့ခိုင်တဲ့ပုဂ္ဂိုလ်ဖြစ်မယ်